ဒါတော့ကျွန်တော်ခိုင်းပြီးစေကောက်လို့ရတယ်နော်ဘွန်တော်တေဘုံမကဝိဒုခမမုတ်ချမလို့ငဲ့တောင်ကျွတ်တို့ဇွနေပြောပါအိုလူသားတို့ဤသူစိတ်တဲ့မျက်နှိမ်ပါတို့ဧကရောက်ချုံတရာလောင်း၍ကောင်းမှုဒါနမြတ်စာကနိစိတ်မပြထဲကတ်လူရမှုစွန့်ချရဲ့ထတော်မူကြပါ